ရက်ဆက်လိုက်တာလောကရန်ကြီးဒီလာဘလို့ဖြေရမှာလဲဖေနဲ့မမီရဲ့အမှန်တရားတို့ဖေနဲ့မမီတို့တို့လူတတ်သမားကိုအများဆုံးဖမ်းမိပါစေพี่ထားလို့နေရလား ရပါတယ်ကိုကြီး ဟေးမသက်သာလို့ရှိရင်လေဒေါက်တာခေါ်ပေးမယ်လေ ရပါတယ်ကိုကြီးဒါနဲ့ကိုကြီးဒီနေ့ခီးသွားအောင်မလား ဟုတ်တယ်လေကိုကြီးဒီခီးသွားမှာ မေဘာမှမပြင်ပေးနိုင်ကိုကြီး ရပါတယ်မေဒီရဲ့မေဒီတက်တာဆိုတာနေပါတကယ်လို့မေဒီလိုအပ်တာရှိလို့ရှိရင်ကိုကျော်မင်းတို့လည်းရှိတယ်လေသူတို့ကိုခေါ်ခိုင်းတော့ ရပါတယ်ကိုကြီး ဟဲ့ဟုတ်ပြီကောင်းပြီနော် ရုပ်ပါမယ်ခင်ဗျာပြီးသွားဖို့ဆန်နေဖြစ်ပါတယ် ဟောလာပြီကိုကျော်မင်းလာပြီမေဒီပြီးသွားတယ်နော် ဟုတ်ကဲ့ပါကိုကြီး ကိုကျော်မင်းကကျွန်တော်ခီးသွားတဲ့အချိန်မှာမေဒီကိုနှစ်ဆတိုးပြီးတော့စောက်ဆွက်လိုက်ပါဗျာ စိတ်ချပါမျိုးပါမယ် ညာသွေး ဟေးကိုပါတဲ့ဒါလေး ကိုပါတဲ့ရဲ့ကြောင်လိုက်တာဒီမှာကိုညာတွေးဆောင်ရကြားလာပြီ ဩညာသွေးရလေအခြေအနေကြီးရသေးတယ်လေညာသွေးရဲ့ ဘာမှကြည့်စရာမလိုဒီအိမ်မှာလေညာသွေးတယောက်ပဲရှိတယ်အားကြောင့်ကိုပတ်တက်ကိုချင်းလိုက်တာပေါ့လို့ ဟော ကိုပတ်တက်ဒီမှာကြည့်စမ်း ဟာရွှေလင်သားပြဘာလို့မို့လဲ ဩဒါတွေကလေကိုပတ်တက်နဲ့တစ်ချိန်ကျရင်အတူနေလို့ရှိရင်ပြည့်ပြည့်စုံစုံနေနိုင်အောင်လို့ပေါ့ကိုပတ်တက်ရဲ့ဒီပစ္စည်းတွေကိုလေကိုပတ်တက်သိမ်းတာနော်ဩစက်နာရီတက်မှာကိုပတ်တက်ရဲ့ကိုပတ်တက်ရတယ်လေကျင်းနေလိုက်တာရမ်းမယ် ဟောကိုကဒီလိုလာတဲ့ချိန်တိုင်းရင်းနေခုံနေရညာသွေးရဲ့ကိုရေခုံတယ်နေနေအောင်ထိန်းလိုက်ပါလားညာသွေးရဲ့ ကိုပတ်တက်ရလဲ ဟာရှင်းပြပါလေမင်းတို့ဖောက်ပြန်တဲ့ကိစ္စကိုရှင်းပြကြည့် မဟုတ်ဘူးကိုကြီးသူအတင်းရိုက်ပြောလေအမေရိကန်ကိုမှားဝင်လာတော့ပါကိုကြီး ငါအားလုံးမြင်တယ်မင်းလိမ်ဖို့မကြိုးစားနဲ့ မေးမှားပါ
ပါတယ်ကိုကြီးမေတောင်းမှပါတယ်နော်မေရုပ်ခွန်းမနော်ကိုကြီး ခွင့်လို့ရမှာပေါ့အခုတော့မဟုတ်ဘူးနောက်ဘွားကြမယ်ခွင့်လို့ကျိုးပြစ်ကိုကျုပ်ခံပါမယ်ခင်ဗျားကကျုပ်ပဲစမ်းမှုတွေကိုထိမ့်သိမ်းထားလိုက် ဟောမြို့ပိုင်မင်းရဲ့ ဘယ်သူလဲမီးပါမမလေးဩဝင်ခဲ့လေမမလေးမီးရေးစေးသွားမို့ဘာမှအောင်လဲဘာမှတော့သူတွေတူမှာစရာမရှိပါဘူးဧည့်သည်တွေအတွက်ဖွဲ့ဖွဲ့ရရလေးချက်လို့ရအောင်ဝယ်လာခဲ့လိုက်နော် မမလေးကလည်းသူတို့အတွက်တော့ဖော်ဖော်ရရချက်မနေပါနဲ့တော့ကြာဒီအိမ်ကြီးကမပြင်ပဲတောင်းတင်နေအောင်မယ် ဟဲ့သူတို့ကဧည့်သည်တွေပဲသူတို့တောင်းဝင်ပြီးပြန်มาပေါ့မီးရဲ့ဘာလဲနင်ကသူတို့ဒီအိမ်မှာရှိနေမကြိုက်ဘူးလား ဟုတ်တယ်မမလေးသူတို့ကစစ်လိုက်စေးလိုက်နဲ့မရေအနေခတ်တယ် သူတို့တောင်းဝင်ကြောက်မှာကွယ်မီးကသူတို့လိုချင်တာကူညီပေးလိုက်လို့ရှင်မမလေးတို့မိသားစုကိုတတ်သွားတယ်လူတက်တဲ့အခါမြန်မိတာပေါ့မီးကမကူညီချင်ဘူးလားနောက်တစ်ခုကသူတို့တွေရှိတော့မမလေးတို့အတွက်ပို့ပြီးလုံခြုံတာပေါ့မဟုတ်ဘူးလား ဟုတ်ပါတယ် ကို့အကျိုးအတွက်လာတဲ့သူတွေကိုကိုကတာဝန်ကျေရမှာပေါ့မီးရဲ့ကဲပါသွားဈေးမှာဖွဲရရလေးဖြစ်အောင်တော့ဝဲလာခဲ့လိုက်သွား မော်လီပါဆရာဟိုဆရာကလုံးဝထောင်းရင်တော့ညာတော်တော်အချိန်ယူလဲရတယ်တင်တယ်ပြင်မခံကြိုးနိုင်လား မဆိုးပါဘူးကွာလူသက်တဲ့အခါကိုဖမ်းမိလို့တဲ့ခွင်းဆက်တစ်ခုပဲလို့တော့တယ် ဆရာအဲ့ဒါဆိုလို့ရှိရင်တရက်ခါမတူလဲ ။ညကျော်တို့စီးမိကြော်နဲ့ချိန်တယ်မင်းသိရမှာပေါ့ တယောက်တည်းပြေးมาတယ်ဆိုသမင်းစားဘူးတော့ချက်အောင်ဒီကြောက်လေးနှလုံးကိုအကြော်စားရင်ကောင်းမလားချက်စားရင်ကောင်းမလားဒါမှမဟုတ်အရေးတောက်လေးရအောင်တီးစုံကလာဟင်းနဲ့ချက်စားရင်ကောင်းနှလုံးထဲဆိုတော့လေကတိကတ်တဲ့နဲ့အဆင်ပြေပါဘူးပေါ့ဟုတ်ဒီနှလုံးကိုငါပြုတ်ပြီးတော့စီသိန်းကြက်တုံလေးနဲ့ငါတုတ်ဆောက်တယ်ဒါကောင်းဥတုတ်ဆိုကျွန်တော်တို့ကတိတ်တော့အားသာတတိယနေတာပေါ့ဒီကောင်ဆရာနဲ့အတူတူတထေးအိမ်မှာစိန်ရစ်နေပလိမင်းကြီးကဆရာတို့အကြောင်းကိုခဏခဏမေးတာငါလိုတတိယလို့တော့မဟုတ်တော့တရက်ခံမိမမိဆိုတာသိချင်လို့မေးတာဖြစ်မယ်ဟို IB နှစ်ယောက်ကတော့ဆရာတို့မကောင်းကြောင်ဗာမြန်ကြားမလဲဆိုပြီးတော့မေးတာဖြစ်မယ်စိတ်ချပါခမားထင်တယ်လို့ကျုပ်ဆရာဘယ်တော့မှဖြစ်လာမှာမဟုတ်ကျုပ်ဆရာမကြခင်မှာတရက်ခံဖမ်းပြီးတော့ပြန်လာမှာဝိုင်းတော်လို့မင်းပြန်လာပြီခုပဲငါမင်းကြောင့်စဉ်းစားနေတာကွာဆရာတော်ဆရာမကြခင်မှာဆရာတရက်ခံဖမ်းပြီးတော့မှအဲ့ဒီအကြောင်းဝိကောင်ကျွန်တော်လာပြောတာကိုကြီးဟိုတော်နေစမ်းဟိုလက်ထဲမှာလည်းခုနှလုံးလေးအဲ့ဘာလို့ကိုအညံ့နေတာပေါ့ကွာပြုတ်ပြီးတုတ်စားမလို့မင်းရောက်လာနေတော့ပဲကွာ ဟိုကျွန်တော်တော့မစားတော့ဘူးကိုကြီးရဲ့ဟိုမှာဆိုအစားကောင်းတောက်ကောင်းတွေပဲစားနေရတာဟိုတရင်ကောင်းရလို့ကိုကြီးကောင်ကျွန်တော်လာပြောတာ မင်းကွာအရေးကြီးတဲ့ချိန်ကျမှဆရာကိုတယောက်တည်းထားခဲ့ရတာတရက်ခံပြီးတော့မှဆိုငါပါလိုက်ခဲ့ပဲ
မင်းကဘယ်လိုလိုက်မင်းလိုက်ရှင်တင်းကြမယ်လို့ရအောင် မင်းတို့ကဘယ်ရောက်ကောင်းလဲ မင်းတို့ကိုတေရောပို့မယ်ကွာ ဟာမင်းတို့ဘယ်လောက်တော့ပြအစွမ်းစားရှိတယ်ငါတို့တွေကမြိုင်မှာမင်းမောင်ရဲ့တပည့်တွေ ဟေးအဲ့ဒါကြောင့်လည်းမင်းတို့တတ်မှာဟျောက်လေ အိမ်မမလို့တော်သေးရပါဆရာတို့ဘာမှဖြစ်ပါသေးနဲ့ဆရာတို့ဘာကြောက်မလို့ကြောက်ရမလားရှုပ်ကွာပြုတ်စားတာပဲကောင်း ညအိတ်ကို အိပ်ပျော်ပါလေကိုစံပါဒါပေမဲ့လေညစက်နာရီတစ်ချက်တူးတယ်ညအိပ်လို့မရတော့ဘူး အားကြောင့်ဒီလောက်ကိုစိတ်မချဖြစ်နေတာကိုတို့လက်ထပ်ကြရအောင်နော် နီလာကိုချိန်လေးပေးပါအောင်ကိုစံထားတယ်နီလာမိဘတွေကိုတတ်သွားတဲ့လူတက်တရခံအောင်မိမှာပဲနီလာစိတ်ကြီးနိုင်ပါနီလာကိုနားလဲပြီးပါနော် ကိုနားလဲပါရဲ့ညီလာရဲ့ကိုအခုလိုပြောနေတယ်ဆိုတာလည်းညီလာကိုစိတ်မချလို့နော်ကိုတို့နှစ်ယောက်နည်းနည်းနေချင်းညီလာရဲ့ပြီးတော့ညီလာတို့အခုအိမ်မှာရောက်နေတဲ့ကောင်တွေလည်းကိုစိတ်မချဘူး ကိုစံထွားပြောတာကိုနီလာသဘောပေါက်ပါတယ်ဒါပေမဲ့နီလာဘက်ကအဆင်မပြေသေးလို့ပါ ညီလာလက်မထနိုင်သေးဘူးဆိုလို့ရှိရင်လေဟိုကောင်တွေရှိနေတဲ့အချိန်မှာကိုနဲ့လာနေလိုက်ပါလားအဲ့ဆိုကိုလည်းစိတ်ချမယ်ညီလာလည်းအဆင်ပြေသွားလိမ့်မယ် ကိုစံထွားရဲ့သူတို့ကနီလာတို့မိသားစုကိုတတ်တဲ့သူတွေကိုပေါ်ထုတ်ပေးမဲ့သူတွေလေအိမ်မှာနီလာရှိမှဖြစ်မှာပေါ့ တဘောကိုကချစ်သူတယောက်အနေနဲ့တာဝန်ကျေခြင်းလို့စိတ်မချလို့ပြောနေတာညီလာအဲ့ဝတ်ကျေခြင်းတပတ်ဆိုလို့ရှိရင်လေနေခဲ့လိုက်တော့ကွာ ကိုစံထွားကိုစံထွားဟောကိုမောင်လာဟောထိုင်ပါရှင့် မမြနေလာကိုကျုပ်တစ်ခုလောက်မေးရရှိတယ် ဟုတ်ကဲ့မေးပါကုန်မောင် မမြနေလာနဲ့ကိုစံထွားနဲ့ရင်းနေတာကြပြီလားဟိုကျုပ်ခုလိုမေးလို့တမျိုးမထင်နဲ့တော့အရင်ရက်ကမမြနေလာကိုမေးတယ်လို့ပဲဒီအိမ်ကြီးနဲ့ပတ်သက်ပြီးတော့ကျုပ်မှမေးပိုင်ခွင့်ရှိလို့ပါ နီလာနားလဲပါလေကုန်မင်းမောင်ဟိုကိုစံထွားနဲ့ကငယ်ငယ်လေးတွေကခြံထဲမှာတူတူကစားရင်ကြီးပြင်းခဲ့ကြတာပါဟိုသူကနည်းနည်းတစွတ်ထိုးဆန်နေဆိုရင်လည်းနီလာဘော်တော့တန်ရောစင်ရှိရှာပါတယ် ဒီရက်ထဲမှာကိုစံထွားတယောက်ပို့ပြီးတော့စိတ်ဆက်နေတယ်လို့မမြနေလာခံစားမိလား ကိုမမဘယ်လိုလုပ်တည်လဲ ကျုပ်ခမန်းကြည့်တာပါဗျာဒီအိမ်ကြီးမှာကျုပ်တို့ရောက်နေလို့ထင်ပါရဲ့သူ့ချစ်သူနာမှာဒဇင်းယောက်ျားလေးတွေရောက်နေတော့သူစိတ်လိုမကြဖြစ်နေမှာပေါ့ ဟုတ်ပါလေကိုမမ ကျုပ်ကအခုလိုမေးသမျှဖြေပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျုပ်လည်းလှုပ်ရှားလေးရှိတော့ခွင့်ပြုပါ ဟုတ်ကဲ့ပါရှင် ဟောမမြနေလားတရားခံမပေါ်သေးသေးဘသူနဲ့ဖြစ်ဖြစ်သတိဝိရနေနေပါနော် ဟုတ်ကဲ့ပါရှင်အခုလိုတတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
လေဘာဖြစ်လာလဲ ဘာမှမဖြစ်ပါဘူးဗျ ဟဲ့ဒီလိုနေကဘာဖြစ်နေတာလဲငါပန်းကူမလို့ဓာတ်သွားယူခဏကြားလိုက်တာပေးစမ်းမမြန် ကျန်အားနာ ဟုတ်ကျွန်တော်အားပါဗျ အားနေခိုင်းစရာရှိရလိုက်ခဲ့ ဟုတ် ဘာလို့လဲချင်းဘာလို့လဲလွတ်စားဘယ်လာစပါဦးချင်းလွတ်စားချင်းတော့မတူနဲ့လေချင်းမတူနဲ့တက်ပါတော့ပြနေမလားတက်ပါဦးစမ်း ဗျဘာဖြစ်သွားသေးလဲ သူလည်းမသိပါဘူးနားလိုက်တာ ဘာဖြစ်တော့ဘာဖြစ်လို့နော်ကိုရှိရနော်ဒီ ငါစောက်လိုက်တာ မလေးမီးအနားမှာမရှိတာနဲ့ဖြစ်ပြီးမီးလာရှိလို့ရတော့လေအဲ့ဒီကောင်ကြီးမလွယ်ဘူးမှာ တော့ဘာတော့မေးရဲ့ငါကြောက်ရတယ်ကြားတယ်ငါ့ကိုနားပေါ်အောင်မလုပ်စမ်းပါနဲ့ကဲရောက်တော့ ဟုတ်ကဲ့ပါလေကိုစံသွားနားမှာရှိလို့ရှိရင်မီးစိတ်ချပါပြီ ကဲတော့ပါဆုံးပါ ကိုသာအချိန်မီရောက်မလာဘူးဆိုလို့ရှင်နီလာဘာတွေဖြစ်နေမလဲအဲ့ဒါကြောင့်ကိုနီလာကိုပြောတာပေါ့ကိုလက်ထပ်ပါလို့နီလာသာကိုလက်ထပ်ထားမယ်ဆိုလို့ရှင်ဒီလိုမျိုးတွေဖြစ်လာမှာမဟုတ်ကိုပြောတာကိုစဉ်းစားပေးပါဦးနီလာရဲ့နောက်တစ်ခါဒါမျိုးတွေထပ်မဖြစ်လာဘူးလို့ဘယ်သူအာမခံနိုင်မှာလဲ ကျုပ်အာမခံတယ် မင်းကဘယ်လိုအာမခံလဲဟမ်စုံတော့တွေဖြစ်နေတယ်ဘာမှကူလို့မရဘူးမင်းတို့ရှိနေတဲ့ဒီအိမ်ထဲကိုလာပြီးတော့လူဆိုးတစ်ခုကနီလောက်အန်ငယ်ပေးသွားတယ်မင်းတို့သိမင်းတို့ဆာကရှက်လိုက်တာ ခင်ဗျားပြောလို့ပြီးပြီလား မပြီးသေးဘူးမင်းတို့ဒီညဒီအိမ်ကနေထွက်မင်းတို့လူသက်တရခံကိုဖော်ထုတ်ဖို့နေနေတာအိမ်ထဲကိုဝင်ခိုးမဲ့တခိုးချဖို့တော့မိအောင်မဖမ်းနဲ့လက်က မမြတ်နေလားဘယ်လိုဖြစ်တာလဲဗျာ ကျမခြံထဲဆင်းပြီးတော့ဖျားပန်းခုနေတော့လူနှစ်ယောက်ရောက်လာပြီးတော့အတင်းဝင်ဆွဲတာတော်သေးတာပေါ့ကိုစံထွားချိန်ပြီးရောက်လာလို့နုံမို့ကျမဘုံကမတွေးရဲစရာပဲ ဩကိုစံတော့ခင်ဗျားတိတ်တော်လေဗျာအချိန်ကိုကွက်တိရောက်လာတာနော် မင်းပါတော့တယ် ဟောဒီလိုပါမမြတ်နီလာဒုက္ခရောက်နေတဲ့အချိန်မှာခင်ဗျားအချိန်မီရောက်လာတယ်လို့ပြောတာပါဟိုဒါကလည်းတော်ရုံတောင်တိုက်ဆိုင်မှုမျိုးမဟုတ်ဘူးနော် မင်းစကားဘာစကားလဲကိုညီပေးတဲ့လူကိုတန်တရားဝင်နေတာ no တန်တရားဝင်တယ်ဆိုတဲ့စကားကိုကျုပ်ခင်ဗျားမပြောမိသေးဘူးနော် နေပါဦးရှင်တို့နှစ်ယောက်ဘာတွေပြောနေကြတာလဲ ဒီမှနီလာကိုကူညီလိုက်လို့နီလာအသက်ချမ်းသာရရတယ်ဟုတ်တယ်မလားအေးအဲ့ဒါကိုဒီကောင်ကကိုရိုးစွတ်နေ ကိုမင်းမောင်အေးကျမအခုချိန်မှလေရှင်နဲ့အခုလိုမျိုးစကားပြောနေနိုင်တာကိုစံထွားရဲ့ကျေးဇူးချောင်းမယ်ကိုစံထွားသာအချိန်မီရောက်မလာလို့ရှင်လေအခုချိန်လောက်ဆိုမေတို့မမတို့လိုမျိုးအဖြစ်ဆိုးမျိုးနဲ့ကျမကြုံနေရမှာ အဲ့အတွက်တော့စိတ်ချမမြတ်နေလားကျူးကျော်ဝင်ရောက်သူတွေအတွက်မမြတ်နေလားရဲ့အသက်မဆုံးရှုံးစေရပါဘူးဘာဖြစ်လို့လဲဆိုတော့မမြတ်နေလားကိုတတ်မဲ့လူတက်သမားမေကြီးတို့မမြတ်တီတာတို့တတ်တဲ့အချိန်ဖြစ်တဲ့ဆက်နာကြီးတစ်ချက်တိတိကြမှာသူရောက်လာမှာပါ ရှင်စံတာကြီးတစ်ချက်ဒီမှာလူသက်သမားရောက်လာမယ်လို့ကိုမင်းမောင်ကဘယ်လိုလုပ်သိတာလဲ ကျုပ်ဘလို့တိလဲဆိုတာကိုမပြောခင်မှာအတီးပြုစရာလေးတစ်ခုရှိပါတယ်ဒီအိမ်ကအရေးပိုင်မင်းနဲ့ရှင်မီတို့ရဲ့အိမ်တော်
အဲ့ဒါတမျိုးလုံးသိတယ်မင်းအခုမှသိတာဟမ် ကျုပ်ကတေချာအောင်လုပ်ပါရှင်မေရဲ့မောင်ကိုစံထွားဆိုတာရဲ့အရေးပိုင်မင်းတက်လိုက်တဲ့ရှင်မေရဲ့ချစ်သူဘာတင်ရလဲကိုစံထွားရဲ့အချစ်ဆုံးတငယ်ချင်းဆိုတာကိုလည်းကျုပ်သိတာတယ်ကိုစံထွားအဲ့ဒါဟုတ်ရဲ့လား အဲ့ဒါမင်းသိတာတဲ့အချက်တွေလား မလောပါနဲ့ဗျာလာအောင်မယ်သူတို့အသက်ခံတဲ့နေရာအခင်းဖြစ်တဲ့နေရာမှာခမားရှိနေအဲ့ဒါကိုညင်းမလားတကယ်တော့ကွင်းဆက်လူသက်သမားခမားပဲ ဘာတွေဖြစ်ကုန်ကြတာလဲရှင်နီလာကိုလည်းရှင်းပြကြပါအောင် မမြနီလာရဲ့မိသားစုအားလုံးတတ်ခဲ့တဲ့လူသက်တရခံဟောဒီရဆန်ထွားပဲ တကယ်ပဲလားကိုစံထွားကိုမင်းမောင်ပြောတာတွေအားလုံးအမှန်နေရှိတယ်လား ဟုတ်တယ်ငါအမကမင်းအဖေဦးကြော်မင်းတော့အသက်ခံရသွေး ဟဲကိုပါတဲ့ ကိုပါတဲ့ရဲ့ကြောင်လိုက်တာဒီမှာပြညာတူးဆောင်ရကြားလာပြီ ။အော်အခြေအနေကြည့်ရသေးတယ်များသေးရဲ့ ဘာမှကြည့်စရာမလိုဒီအိမ်မှာလေညာသွေးတယောက်ပဲရှိတယ်အဲ့အကြောင်းကိုပါတဲ့ကိုချိန်လိုက်တာပေါ့လို့ ။ဟော ကိုပါတဲ့ဒီမှာကြည့်စမ်း ဟာရွှေတွေများပြီဘာလို့မို့လဲ အော်ဒါတွေကလေကိုပါတဲ့နဲ့တစ်ချိန်ကျရင်အတူနေလို့ရှိရင်ပြည့်ပြည့်စုံစုံနေနိုင်အောင်လို့ပေါ့ကိုပါတဲ့ရဲ့ဒီပစ္စည်းတွေကိုလေကိုပါတဲ့သိမ်းထားနော်အော်စက်နာရီတက်မှာကိုပါတဲ့ရတယ်လေကျင်းနေလိုက်တာရမ်းမယ် ။ဟောကိုကဒီလိုလာတဲ့ချိန်တိုင်းရွှေနေခုံနေရများသေးရဲ့။ကိုရေခုံတယ်နေရင်အောင်ထိန်းလိုက်ပါလားများသေးရဲ့ ကိုပါတဲ့ရလဲ ကိုကြီးမဟုတ်ပါဘူးကိုကြီးမေးရှင်းပြစေကိုကြီးမေးရှင်းပြစေရော ။ဟာရှင်းပြပါလေ။မင်းတို့ဖောက်ပြတဲ့ကိစ္စကိုရှင်းပြချင် မဟုတ်ဘူးကိုကြီး तू အတင်းရိုက်ပြောလေမေးခိုင်းတော့မှားဝင်လာတော့ပါကိုကြီး ။ငါအားလုံးမြင်တယ်။မင်းလိမ်ဖို့မကြိုးစားနဲ့ မေးမှားပါလေကိုကြီးမေးတော့မှမလဲနော်မေးရခုနပါနော်ကိုကြီး ။ခွင့်လို့ရမှာပေါ့။အခုတော့မဟုတ်ဘူး။နောင်ဘွားကြမယ်ခွင့်လို့ ဟောကငါတို့မောင်နှမနှစ်ယောက်ပဲကြံခဲ့တာငါမောင်တိတ်ချစ်တာဘာတင်ရလဲငါ့ရဲ့အချစ်ဆုံးတငယ်ချင်းငါအမရဲ့ချစ်သူညိုးပိုင်မင်းကအာနာသုံးပြီးငါအမောင်သိမ့်ပိုက်အာနာညာသွေးရနေပြီညိုးပိုင်မင်းကြောရှင်းမေဒီဖြစ်သွားတာအဲ့ဒါကြောင့်ကျမ်းမကြီးကိုအကြောင်းပြပြီးတော့ညို့ပိုင်မင်းကိုရှောင်နေခဲ့တာမင်းအမေကရိတ်မိတော့မင်းအဖေကလည်းတိသွားခဲ့တာသူရဲ့တစ္ဆာရှိကြောင်းကိုပြချင်တော့အကွက်စင်ပြီးငါအမောင်အမိဖမ်းခဲ့တယ်ငါအမနဲ့ငါရဲ့အချစ်ဆုံးတငယ်ချင်းငါမျက်စိရှိမှာပဲအသက်ခံလိုက်ရတာမမရရစနိုင်တစ်ချက်တီးဟဲ့ဒါကြောင့်မင်းတို့မိသားစုတွေကိုစနိုင်တစ်ချက်တီးပြီဆိုတာနဲ့ငါမိမိရဲ့တတ်ခဲ့တာမင်းကံကောင်းပါလေအခုတီးခဲ့တဲ့စနိုင်ရမင်းအလှဲ့ပဲ
ဒါဆိုရင်ရှင်ကကျမကိုတကယ်ချစ်ခဲ့တာမဟုတ်ဘူးပေါ့ဖေဖေမေမေတို့နာရင်မှပြန်ပေါ်လာပြီကျမနာကိုရှင်အချမ်းနဲ့ကတ်ခဲ့တာပေါ့လေဟုတ်လားရှင်တော်တော်ရုံမာလာပဲရှင်ကျမကိုအတုံးချပြီးလုပ်ခဲ့တဲ့မိုက်ပြစ်တွေအတွက်ကျမတရားရုံကိုတက်မယ်မင်းကိုငါကိုယ်တိုင်မတက်လိုက်ရပြီမင်းရဲ့နှလုံးသားကတော့ငါကြောင့်ရှင်လျက်နဲ့သေးသွားရပြီနော် 你扔啊！လူယုံ啊！ ဘလို့လဲမောင်မင်းဆရာသမားတယောက်ပျောက်ချက်တာကောင်းလိုက်တာစာမလာတရင်မကြနဲ့စုံလဲစုံစမ်းကြည့်ကိုရှိသေးရဲ့လားပေါ်နိုင်ပြီပေါ်နိုင်ပြီအိန္ဒိယလူသမှုခွင်းဆက်တရက်ကောနိုင်မှာမင်းမပေါ်ထုတ်နိုင်ပြီဟဲ့အပြူညနေလေးလေးပြေလေးပါဗျာငါကျုပ်ဆရာသားနေပြီဗျမင်းဆရာသမားလေဘုံမလေးဗျာရအောင်လူလေးမင်းမရန်တော်အခုလို့အိမ်ကြီးအမှုတရားခံကိုချိန်တိုတွင်းမှာဖမ်းဆီးဖော်ထုတ်ပေးတဲ့အတွက်ကျွန်တော်အားရအဲ့တော့ကျွန်တော်ဂလိတိုင်းမောင်မင်းကိုကောင်းကောင်းဆုချ ကျုပ်စုလို့ခြင်းလို့မဟုတ်ဘူးမင်းကျုပ်တို့လူမျိုးတွေမညံဘူးဆိုတာရယ်ပေးထားတဲ့တာဝန်နဲ့ဝတ်တရားကိုကြေပွန်အောင်ထမ်းဆောင်နိုင်တယ်ဆိုတာကိုပြခြင်းလို့သတင်းလာပို့တာ လူကလေးတောင်းဝင်ကြည့်ပြီမဲ့ကျွန်တော်မှတောင်းဝင်ရှိသေးတယ်လူကလေးဒီအမှုကိုလက်ခံပြီ